ဒီနေ့မှာတော့ဘဝရှင်သန်ဖို့အရေးပါတဲ့အရာလေးခုကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်လူဆိုတာမနေ့ကထက်ဒီနေ့မှာပိုတိုးတက်နေဖို့လိုသလိုဒီနေ့ထက်မနေ့ပြန်မှာလူရောစိတ်ပါကျန်းမာနေဖို့လိုပါတယ်အဲ့ဒီအတွက်ကိုရှိမှာဖြည့်ထားတဲ့အရေးကြီးဆုံးအရာ၄မျိုးရှိပါတယ်အဲ့ဒါဘာတွေလဲဆိုတော့နံပါတ်1အသိပညာနံပါတ်2စိတ်ခေါ်ဟာနံပါတ်3ငွေကြေးနံပါတ်4ကျန်းမာရေးတို့ပဲဖြစ်ပါတယ်အသိပညာအတွက်စာအုပ်ကောင်းတွေရှာပတ်မယ်လိုက်နာတင်တာလိုက်နာပြီးလိုက်နာဖို့မလိုတာတွေဆိုရင်ပယ်မယ်လူအချင်းချင်းကျင်နာမယ်ငဲ့ညာမယ်ချစ်ခင်မယ်ကိုချင်းစာတရားနဲ့ရှင်သန်နေထိုင်မယ်ဒါဆိုရင်အသိပညာနဲ့ပြည့်ဝတဲ့လူတော်လူကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မယ်လူမှန်ရဲ့အမြဲတမ်းတက်ကြွနေမှာတော့မဟုတ်ပါဘူးလောကဓာတ်အတက်ကြလိုက်စိတ်ဆင်းရဲတာစိတ်ညစ်တာစိတ်ထဲကြတာတွေရှိလို့ရှိမှာပါဒါပေမဲ့အမြဲတမ်းစိတ်ညစ်နေလို့မရပါဘူးလုံးစံရှိတာလုပ်ရမယ်အဲ့ဒီအတွက်စိတ်ခေါ်ရတွေကိုရှိမှာရှိနေဖို့လိုအပ်ပါတယ်တရားနာတာပဲဖြစ်ဖြစ်ဘာသာရေးလုပ်ပြီးစိတ်ကြည်အောင်လုပ်တာပဲဖြစ်ဖြစ်ဒါတွေဟာစိတ်ခေါ်အောင်ပြီးွားဖို့လုပ်တဲ့အရာတွေဖြစ်ပါတယ်နောက်တစ်ခုကငွေပတ်စံမချမ်းသာကြဘူးပတ်စံမမက်ဘူးလို့ဘယ်လောက်ပဲပြောအတိုင်းအတာတစ်ခုထိပတ်စံဆိုတာလိုအပ်ကြတာကြီးပါပဲပညာရေးလူမှုရေးစာဝတ်နေရေးတွေမှာပတ်စံမရှိရင်ဘလို့မှအဆင်မပြေပါဘူးဒါကြောင့်ပတ်စံဟာရှိမှကိုရမှာပါကျန်းမာရေးလို့ပြောလိုက်ရင်စိတ်ရောလူရောနှမျိုးစလုံးပါပါတယ်အထူးသဖြင့်စိတ်ကျန်းမာရေးကိုပို့ပြီးစိုက်ရပါမယ်စိတ်ကျန်းမာနေကိုယ်လည်းလန်းဆန်းလာမယ်စိတ်ထဲအဆင်မပြေဖြစ်နေဘာလို့တရွဲတွေဖြစ်လာနိုင်လဲဒါကြောင့်မလို့စိတ်ကျန်းမာရေးကိုအထူးအလေးပေးယူဆိုင်တင်ပါတယ်ဒီ၄ခုနဲ့ပြည့်စုံနေရင်တော့ဘဝဟာနေခြင်းစရာကောင်းလာပြီးဘဝရဲ့အနှစ်သာရပြည့်ဝတဲ့ဘဝရဲ့တန်ဖိုးကိုသိရှိလာပါလိမ့်မယ်နောက်ဆုံးတစ်ခုထပ်လောင်းပြောပြပေးချင်တာကတော့ဘဝကိုဓမ္မနဲ့အပေါ်ပြုပါလို့အကြံကောင်းပေးလိုက်ရပါတယ်ခင်ဗျာ